ယွန်းစောဟာအင်ကူအောက်လုံးကိုခေါ်လိုက်ပါတယ်။ဥယျာဉ်ကိုဘယ်သူရှင်းလင်းခဲ့တာဆိုတာအထီးကျန်နေခဲ့တာပါ။ဒါပေမဲ့မတော်တဆကျမ်းပင်ပေါ်မှာပန်းတပွင့်ကျန်ခဲ့ပါတယ်။အဲ့ဒါကြောင့်သူမချော်လဲလူညီပါဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ဘယ်သူမှတာဝန်ယူဖို့မဝင့်ရဲကြပါဘူး။ဒန်ကယွန်းစောအောက်လုံးကိုအခက်တွေ့အောင်လုပ်နေတာကိုမြင်တော့သူကပဲရှေ့ထွက်ပြီးဥယျာဉ်ကိုရှင်းခဲ့တာသူ့ပါလို့ဝန်ခံလိုက်ပါတယ်။သူမကိုစိတ်ကျဉ်အောင်အားလုံးပြန်ရှင်းပေးမယ်လို့လည်းကတိပေးခဲ့ပါတယ်။ဒန်ကလူတိုင်းကိုလည်းသူတို့အလုပ်နေရာကိုပြန်သွားဖို့ပြောခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဒန်ဟာအလုသမားဥပဒေနဲ့ယွန်းစော်ကိုချင်းဖောက်ခဲ့လို့သူမအလွန်ဒေါသထွက်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာဒန်ကယွန်းစော်ကိုသူမရဲ့စိတ်တန်ရာတွေကိုမေ့ပြောက်ဖို့အချစ်ကိုရှာဖွေဖို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့သူမကနားမထောင်ပဲထွက်သွားခဲ့လို့ဒန်လည်းစိတ်မထောင်ထစ်သွားပါတယ်။အချင်းလေးကိုပြေးလေအောင်ကန်ဝူးဟာမုတ်ဆိုင်ကိုသွားပြီးယွန်းစော်အတွက်မုံထေချက်တချို့ဝယ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းယွန်းစော်ဟာဒန်ကိုတွေ့ဖို့ခေါ်လိုက်ပါတယ်။ဒါပေမဲ့ဒန်ဟာကောင်းကင်နမင်အတောင်ကွင်းတွေကိုသူမမမြင်ခင်ဖျောက်ဖို့ကြိုးစားနေတဲ့အခက်တွေ့နေပါတယ်။ယွန်းစော်ဧတဲ့ခင်းကိုဆင်းလာတဲ့အခါပဒင်းမောင်းမှန်ကွင်းနေတာကိုမြင်သွားပါတယ်။အဲ့ဒီမြင်ကွင်းကသူမပလေးကနေနဲ့ချက်တဲ့မတော်တဆကိုပြန်တရိယာစီပါတယ်။သူမကြောက်လန့်ပြီးဂျမ်းမင်ပေါ်မှာလဲသွားပါတယ်။အပေါ်ကိုကြည့်လိုက်တဲ့အခါမီးဆိုင်ကြီးပြုတ်လော့တော်မယ်ဆိုတာခံစားလိုက်ပါတယ်။သူမရဲ့ခြေထောက်တွေကလည်းရုတ်တရက်မတက်ရက်လို့မရတော့ပါဘူး။မီးဆိုင်ကြီးယွန်းစော်အပေါ်ပြုတ်ခါနေမှာပဲဒန်ဟာအချိန်မီဟောက်လာပြီးသူမကိုကယ်တင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာယွန်းစော်ရဲ့စိတ်ထဲမှာငေစဉ်တုန်းကအမှတ်တရတစ်ခုပေါ်လာပါတယ်။သူမငငယ်တုန်းကကောင်လေးတယောက်ရေဆိုးတော့မယ်ဆိုတဲ့အချိန်မှာသူမကပြေးလာကာကွယ်ပြီးခဲ့တဲ့ပုံရိပ်ပါလက်ရှိမှာတော့ဒန်ကယွန်းစော်အဆင်ပြေရလားလို့စူးရင်တကြီးမင်းနေပါတယ်ပြီးတော့သူမကိုဆိုဖာပေါ်ပွဲ့ချီသွားလို့သူမရှက်သွားပါတယ်ဒန်ကသူမဖျားနေတဲ့အထင်နဲ့နှာခေါင်းကိုဆန်းလွတ်မယ်ဆိုပေမဲ့သူမကရှောင်လိုက်ပါတယ်အဲ့ဒီအချိန်မှာသူမဟာဒန်ရဲ့ကြောပေါ်ကအတောင်ဝင်တွေကိုမြင်သွားပါတယ်ဒန်လည်းအံ့ဩသွားပြီးသူ့ရဲ့ကောင်းကင်တမင်အထောက်ဖျားပေါ်သွားတယ်လို့ထင်လိုက်ပါတယ်ဒါပေမဲ့ယွန်းစော်ကဒန်ကိုအတောင်ဝင်အထုတွေတက်နေတဲ့လူဒူးဆန်းလို့ထင်သွားပါတယ်သူမကအတောင်ဝင်တွေကိုချွတ်ဖို့အတင်းခိုက်လို့ဒန်ကညင်းနေပါတယ်။ယွန်းစော်ဟာဒန်နောက်ကိုလိုက်ပြီးအတောင်ဝင်တွေကိုအစွဲဆွဲနေပါတယ်။အဲ့ဒါကြောင့်ဒန်ဒေါသထွက်သွားပြီးယွန်းစော်ဟာတခြားသူတွေကိုအမြဲအထင်သေးတတ်တဲ့လူလို့ပြောပြီးထွက်သွားပါတယ်။ဒန်ဟာလူသားအလုံးကအတူတူပဲလို့တွေးနေမိပါတယ်။ဒန်သူ့ခံကိုပြန်သွားမယ်ဆိုတဲ့အခါကန်ရူးအိမ်ထဲဝင်လာတာကိုတွေ့လိုက်ပါတယ်။ဒန်ကကန်ရူးကိုလူဆောင်လို့ထင်ပြီးရုံရင်းဆန်ခတ်နေကြပါတယ်။ယွန်းစော်ကိုရဲခေါ်ဖို့ပြောနေစဉ်ကန်ရူးကဒန်ကိုပြန်လဲချလိုက်ပါတယ်။အဲ့ဒီအချိန်မှာယွန်းစော်ကသူမရဲ့တုံနဲ့ကန်ရူးကိုရိုက်လိုက်ပါတယ်။ချက်ချင်းဆိုတာနဲ့ကန်ဝူးဟာဖန်တစီယာရဲ့အမှုပညာဒါရိုက်တာအသစ်ဖြစ်တယ်လို့မိတ်ဆက်လိုက်ပါတယ်။ကန်ဝူးကဧည့်သည်ခန်းထဲကအခြေအနေတွေကိုကြည့်ပြီးရဲခေါ်ဖို့လုပ်မယ်ဆိုပေမဲ့ယွန်းစော်ကသူမရဲ့အိမ်ချစ်တဲ့အတွက်သူမပဲဆုံးဖြတ်ခွင့်ရှိတယ်လို့ပြောပြီးတားလိုက်ပါတော့တယ်။ယွန်းဆန်ကတော့ခန့်ဝူးထွက်သွားတာဟာသူမကိုကူညီရရောက်တယ်လို့ထင်ခဲ့ပါတယ်။အဲ့ဒီနောက်ဒန်ကခန့်ဝူးကိုထွက်သွားဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့ခန့်ဝူးကဒန်ကိုသူ့ကိုတောင်းပန်စေချင်ခဲ့ပါတယ်။ဒါပေမဲ့ဒန်ကခန့်ဝူးကိုရန်ဆော့လိုက်တဲ့အတွက်ခန့်ဝူးစိတ်ဆိုးသွားခဲ့ပါတယ်။မှန်တကားကွဲသွားတာဟာအတင်ရောက်ရုပ်ပြည်သင်းပုတ်ကနေခူးဝင်လာတာကြောင့်ဖြစ်နိုင်တယ်လို့ခန့်ဝူးကယူဆပြီးဒါဟာဒန်လက်ချစ်ဖြစ်မယ်လို့သူတန်တရားဝင်နေပါတယ်။ယွန်းဆန်ကခန့်ဝူးကိုဒီအကြောင်းဘသူ့ကိုမှမပြောဘူးအထူးသဖြင့်ဖန်တီစီယာကလူတွေကိုမသိစေဘူးချစ်ချင်းတာမြစ်ထေပါတယ်။နောက်ဆုံးမှာတော့ခန့်ဝူးလည်းဘာမှမတတ်နိုင်ပဲထွက်သွားခဲ့ရပါတယ်။သိမကြခင်မှာပဲယွန်းဆန်ဟာသူမရဲ့အခန်းထဲကိုပြန်လာပြီးခုနကဖြစ်ပျက်ခဲ့တာတွေကိုစဉ်းစားရင်ပြင်မနှွမ်းနေနေခဲ့ပါတယ်။တစ်ဖက်မှာလည်းဒန်ဟာသူ့ရဲ့တန်ရရသွားတဲ့ခြေတော့ကိုစိတ်ပူနေခဲ့ပါတယ်။ယွန်းဆန်ကဒန်အတွက်ရှီဦးသူနာဗျူတီတာကိုတွားယူပေးခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အခန်းတကားရှင်မှာဒန်ရက်နေတာကိုတွေ့လိုက်ရလို့အံ့ဩသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူကခရစ်စတန်တီမမ်လက်ဖီရီတခေါ်ပြင်ဆင်လာခဲ့တာပါ။စောစောကဖြစ်ဖြစ်ကြောင်းသူမအရန်ကြောက်နေလိမ့်မယ်လို့သူထင်တဲ့အတွက်ကောင်းကောင်းအိပ်ပျော်စေဖို့လက်ဖီဖြော်ပေးခဲ့တာပါ။ယွန်းဆန်ကသူမမကြောက်ပါဘူးလို့ညင်းခဲ့ပေမဲ့ဒန်ကတော့သူမလိန်နေတယ်လို့ထင်ခဲ့ပါတယ်။လက်ဖီခွတ်ကိုပေးလိုက်တဲ့အခါသူမကအမြန်ယူပြီးတကားပိတ်လိုက်ပါတယ်။မမျော်လင့်တဲ့အခြေအနေတွေရှိလာနိုင်တော့မို့တကားရှိမှပဲစောင့်နေပေးမယ်လို့ဒန်ကပြောခဲ့ပါတယ်။အဲ့ဒီနောက်ယွန်းဆန်ကလည်းဒန်ရဲ့ဒဏ်ရာရသွားတဲ့ခြေထောက်ကိုစီးပြန်ပေးပြီးတကားကိုချက်ချင်းပြန်ပိတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့သူမကသူ့ဖြော်ပေးတဲ့လက်ဖီကိုတောက်ခဲ့တယ်လို့သူကလည်းသူမပေးတဲ့ဆေးကိုလင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာခန့်ဝူးကဒန်ရဲ့အချက်လက်တွေကိုစုံစမ်းဖို့လူတစ်ယောက်လွတ်ခဲ့ပါတယ်။လမ်းမှာခန့်ဝူးကတရားရောက်သူနောက်ကိုလိုက်နေလေလို့ခံစားခဲ့ပါတယ်။လိုက်နေတဲ့လူဟာနီနာချင်နေတာကိုခန့်ဝူးသိခဲ့ပါတယ်။နီနာကတော့သူမဟာပေါင်မောက်သွားဝင်ရင်းနဲ့ခန့်ဝူးနဲ့တိုက်တိုက်ဆိုင်ဆိုင်ဆုံတာပါလို့ပြောခဲ့ပါတယ်။အဲ့ဒါကိုကြားတော့ခန့်ဝူးကနီနာကိုအတူတူညစာစားဖို့ခေါ်လိုက်ပါတယ်။သူတို့ခေါင်းလုံးစားနေကြတဲ့အချိန်မှာလဲနီနာသူနောက်ကိုလိုက်နေတာလို့ခန့်ဝူးကတန်တရားစီနေပါသေးတယ်
နီနာကတော့သူဟာအရန်တန်တရာကြီးပြီးဘသူကမှမယုံကြည်ဘူးလို့ထင်ခဲ့ပါတယ်လူတိုင်းဟာသူထင်တယ်လို့စိုးရွံ့နေတာမဟုတ်ဘူးလို့နီနာကအခိုင်အမာပြောခဲ့ပြီးသူယုံကြည်ရမယ်လူတစ်ယောက်ဖြစ်ချင်တယ်လို့လည်းဆိုပါတယ်နီနာဟာယွန်းဆန်တဲ့အရန်ရိုးလွန်တယ်လို့ခံဦးကတွေးခဲ့ပါတယ်အဲ့ဒီအချိန်မှာနီနာကယွန်းဆန်အပေါ်သူမရဲ့လေးစားအားကြမှုကိုဖော်ပြခဲ့ပါတယ်နီနာဟာယွန်းဆန်ရဲ့အစားထိုးကြည့်တဲ့အဖြေကပြခြင်းနေတာပါခံဦးကတော့နီနာဟာအထီးကကြည့်တယ်မဟုတ်ရလို့လာညင်နေတာလို့ထင်ခဲ့ပါတယ်အဲ့ဒီနောက်နီနာကအိမ်သာသွားဖို့ခွင့်တောင်းခဲ့ပါတယ်တကယ်တမ်းသူမဟာစိုက်ရတဲ့အစားအစာတွေကိုပြန်အံ့ထုတ်ဖို့သွားနေတာထင်နေပါတယ်သူမရဲ့ခန္ဓာကိုယ်အချိုးအစာကိုထိမ့်သိမ်းဖို့အတွက်သူမအလိုလုပ်နေတာပါခံဦးကဒါကိုသိသွားပြီးစိတ်ဆိုးမှန်စွာနဲ့ထွက်သွားခဲ့ပါတယ်နီနာကနောက်ကလိုက်သွားပြီးနောက်တစ်ခါဒါမျိုးမလုပ်တော့ဘူးလို့ကတိပေးခဲ့ပါတယ်နီနာနေနဲ့အစာငန့်ခံယောဂမဖြစ်စေခြင်းဘူးဒါကသူမရဲ့အမွေပန်းကြောင်းကိုထိခိုက်စေနိုင်လို့ပါလို့ခံဦးပြောပါတယ်နီနာကဒီအကြောင်းကိုလျှို့ဝှက်ထားပေးဖို့ခံဦးကိုတောင်းပန်ခဲ့ပါတယ်ခံဦးကတော့နီနာကိုကိုအရင်ကြည့်ပြီးတကိုကန်းစင်ဖို့ပြောပါတယ်နောက်နေ့မနက်မှာတော့ယွန်းဆန်ယူမီနဲ့ဒန်တို့ကအိမ်ကအင်ဂျင်နီယာနဲ့ပြုပြင်ထိန်းသိမ်းဝေတာဝန်တွေကိုခေါ်ပြီးမေးမြန်းခဲ့ပါတယ်တယောက်ကသူမကိုရည်ရွယ်ချက်ရှိဒုက္ခပေးတယ်လို့ယွန်းဆန်ကတန်တရားရှိနေပေမဲ့ဒန်ကတော့မတော်တဆဖြစ်မှာပါလို့ထင်နေပါတယ်ယွန်းဆန်ကသူတို့ကိုချက်ချင်းချင်းမြောက်လိုက်ပြီးဝန်ခံဖို့နှုတ်မဟုတ်ဥပဒေအရအရေးယူမယ်လို့ပြောလိုက်တဲ့အခါနောက်ဆုံးမှာတော့သူတို့ထဲကတယောက်ကဝန်ခံဖို့လုပ်ပါတော့တယ်သူတို့ရဲ့ဇယိုက်တွေကြောင့်အလုတ်ကနေထွက်သွားကြတယ်ပြီးတော့ယွန်းစောကယူမီကိုပြီးခဲ့တဲ့3ရက်အတွင်းကလုံခြုံရေးကင်မရာမှတ်တမ်းတွေကိုပြန်စစ်သူတို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာဒန်ကစိတ်မအေးဖြစ်ပြီးစိုးရိမ်နေခဲ့တယ်သူကကောင်းကင်တမန်ဆိုတာကိုလူတွေသိသွားမှကြောက်နေတာပါသူတို့3ယောက်အခင်းဖြစ်ပွားခဲ့တဲ့နေ့ကမှတ်တမ်းကိုပြန်စစ်ကြည့်ကြပြီးမှကံကောင်းထောက်မစရနဲ့ဗီဒီယိုဖိုင်ကပြည့်စည်နေလို့ဘာမှရှာမတွေ့ခဲ့ပါဘူးတစ်ဖက်မှာတော့ကိုရန်တော်ဖြစ်အတွင်းပြောင်းထားတဲ့ဟူကဒန်ရဲ့မိသူမီရဲ့အချင်းချောင်းကိုဖုံးကွယ်ပေးခဲ့တယ်ဒန်ထဂယူးမဆိုင်လို့ဆိုပြီးဟူကသူ့ကိုစုပူနေခဲ့ပါသေးတယ်ရုတ်တရက်ကန်ကူးရောက်လာပြီးယွန်းဆိုကိုတွေ့ခွင့်တောင်းခဲ့တယ်ယွန်းဆိုကယူမီကိုအိမ်မှာရှိတဲ့အစေခံတွေအားလုံးအခုဖြစ်ပျက်ခဲ့တာတွေကိုလျှို့ဝှက်ထားဖို့တဘိုးတူစာချုပ်လက်မှတ်ထိုးခိုင်းတယ်မကြခင်မှာပဲကန်ကူးကရဲတယောက်နဲ့အတူအိမ်ထဲကိုဝင်လာတာတွေ့တော့ယွန်းဆိုနဲ့ယူမီတို့အံ့ဩသွားကြတယ်သူကရဲတွေကိုစုံစမ်းစစ်ဆေးဖို့တောင်းဆိုခဲ့တာကြောင့်ယွန်းဆိုစိတ်နှောင့်ယှက်ဖြစ်သွားတယ်အခင်းဖြစ်ပွားတဲ့နေရာကိုတန်ချီရေးလှုပ်ထားတာကြောင့်တစုံတစ်ယောက်ကတခုခုကိုဖုံးကွယ်ထားတယ်လို့ရဲတွေကထင်နေကြတယ်ဒါပေမဲ့ဗီဒီယိုမှတ်တမ်းမရှိတာကြောင့်တရားခံကိုရှာဖို့ခက်ခဲနေပြီးနောက်ဆုံးမှာတော့ရဲတွေပြန်သွားခဲ့ကြရတယ်အဲ့ဒီနောက်ယွန်းဆိုကဒန်ကိုတနေရာလိုက်ဖို့ခိုင်းပြီးကန်ကူးကိုတော့အနောက်ရှက်ဖြစ်လို့ပြန်သွားဖို့ပြောခဲ့တယ်ဒါပေမဲ့ဒန်ကကားမမောင်းတက်တာကြောင့်ယွန်းဆိုကကန်ကူးကိုပဲလိုက်ဖို့လိုက်ရတယ်ရောက်တဲ့အခါမှာတော့ယွန်းဆိုနဲ့ဒန်တို့ကသူမရဲ့မိဘတွေနဲ့စောင်းဝိုင်ရဲ့အုပ်ကူကိုတွားရောက်လျှောက်ခဲ့ကြတယ်ယွန်းဆိုကသူမကိုထောက်သွားခဲ့ကြတာကိုဝမ်းနည်းနေသလိုတစုံတစ်ယောက်ကသူမကိုအန်ဒီရပြုချင်နေသလိုခံစားနေတာကြောင့်စိုးရိမ်နေခဲ့တယ်ဒန်ကယွန်းဆိုငိုနေတာကိုမြင်တော့သူမအပေါ်ယုံကြည်မှုစားပြီးကြည်လာတယ်သူမမှာတစုံတစ်ယောက်ကိုချစ်နိုင်သေးတဲ့စိတ်ရှိနေတယ်လို့ထင်မြင်လာတယ်ဒါပေမဲ့ယွန်းဆိုကတော့ဒန်ကသူမကိုအလိုလိုက်ဖို့ပဲကြိုးစားနေတယ်လို့ထင်နေခဲ့တယ်ဒါပေမဲ့လည်းဒန်ကယွန်းဆိုကိုကူညီဖို့တတင်းနေထားချခဲ့တယ်ရုတ်တရက်မိုးရွာလာတဲ့အခါမှာယောက်ျားတစ်ယောက်နဲ့တွေ့ဖို့ကီချွန်းထော်လာခဲ့တယ်အဲ့ဒီလူဟာယွန်းဆိုအထက်မြေကြီးလွှာရှာပေးဖို့တာဝန်ယူထားရတဲ့ဆရာဝန်ပါသူ့ဇနီးဖြစ်သူဟာယွန်းဆိုအထက်မြေကြီးလွှာရှာဖွေမှုကိုတမင်တကာနှောက်ယှက်ခဲ့တယ်ဆိုတာသိလိုက်ရတဲ့အခါကီချွန်းအရင်စိတ်ထိခိုက်သွားခဲ့တယ်သူ့ဇနီးဟာ break ပေါက်နေတဲ့စောင်းဝိုင်ရဲ့ကားကိုဖျက်ဆီးပစ်ဖို့တောင်ဆရာဝန်ကိုအမိန့်ပေးခဲ့ပါသေးတယ်အဲ့ဒီနောက်ကီချွန်းဟာသူ့ဇနီးရဲ့ရုံးခန်းထဲကိုပြန်သွားခဲ့တယ်ယွန်းစုရဲ့အိမ်မှာအလုပ်လုပ်ခဲ့မှုတဲ့နီးပညာရှင်တယောက်နဲ့သူ့ဇနီးစကားပြောနေတာကိုသူခိုးနှာထောင်မိသွားတယ်ဒီနေ့မှာတော့သူမခိုင်းတဲ့အလုပ်ကိုနီးပညာရှင်ကမလုပ်ပေးနိုင်တဲ့အတွက်သူမဟာအရန်ကိုစိတ်တုန်နေခဲ့တယ်ဒါကကီချွန်းကိုအရင်ကထပ်ပိုးပြီးစိတ်တက်ကြစေခဲ့တယ်တစ်ချိန်တည်းမှာပဲယွန်းဆိုဟာစောင်းဝိုင်ရဲ့အခန်းထဲကိုသွားပြီးကန်ဝူးဖြိုးခဲ့တဲ့စကားတွေကိုပြန်စဉ်းစားနေခဲ့တယ်ကန်ဝူးကသူမကိုဘဲလေးကပြပွဲတွေစီပြန်လာပြီးစင်ပေါ်မှာတကြောပြန်တောက်ပါစီချင်နေတာပါအဲ့ဒီအချိန်မှာကန်ဝူးဟာဒန်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုလုံးဝရှာမတွေ့သေးပါဘူးဒါပေမဲ့ကန်ဝူးကယွန်းဆိုကိုအရင်လိုပဲပျော်ပျော်ရွှင်ရွှင်ရှိစေချင်ခဲ့တယ်ဒီအချိန်မှာတော့ဒန်ဟာသူ့အချိန်တွေကကန့်သက်ထားတဲ့အတွက်နောက်ထပ်ဘာလုပ်ရမလဲဆိုတာကိုတွေးပြီးခေါင်းခဲနေခဲ့တယ်ဒီအချိန်မှာပဲကီချွန်းကယွန်းဆိုအပေါ်သူတို့အားလုံးအရင်တင်ချက်ထဲကြတယ်လို့မိသားစုကိုပြောပြခဲ့ပြီးသူမကိုပို့အချိပေးကြဖို့တောင်းဆိုခဲ့တယ်နောက်တစ်နေ့မနက်မှာယွန်းဆိုဟာခွေးလေးကိုလိုက်ရှာရင်ဒန်ရဲ့ဘေးမှာမောဟိုက်နေတဲ့ခွေးလေးကိုတွေ့လိုက်ရလို့ထိတ်လန့်သွားခဲ့တယ်အနီးနာမှာချောကလက်ကီးမုန့်အပိုင်းတွေလည်းအများကြီးရှိနေခဲ့တယ်ဒန်လည်းအရန်စိုးရင်သွားခဲ့တယ်ဆရာဝန်ကတော့ခွေးကိုချောကလက်လုံးဝမချွေးဖို့ဆိုပြီးတတိပေးခဲ့တယ်ဒီခွေးဟာယွန်းဆိုအတွက်ကျန်ရှိနေတဲ့သူဦးဒီတော်မိသားစုဝင်လို့ဖြစ်နေတဲ့အတွက်ခွေးလေးတစ်ခုခုဖြစ်သွားရင်သူမလုံးဝပြိုလဲသွားနိုင်ပါတယ်
ဒန်ဟာခွေးကိုကိတ်မုံချွေးခဲ့မိတဲ့အတွက်သူမအပေါ်အဖြစ်ရှိသလိုအယမ်းခံစားနေခဲ့တယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်အိမ်ပြန်လာခဲ့ကြတယ်။အိမ်ထဲမှာကီချိုးနဲ့နီနာတို့ကရွန်းဆိုအတွက်ပါတီဝဲလုပ်ပေးနေတာကိုတွေ့ပြီးသူတို့အံ့ဩသွားကြတယ်။နီနာကဗီဒီယိုရိုက်ပြီး online model လိုက်တဲ့အတွက်ရွန်းဆိုအယမ်းစိတ်တိုးသွားတယ်။တစ်ဖက်မှာတော့ယောင်ဂျာကနီးပညာရှင်ပေးထားတဲ့တော့ကိုသုံးပြီးစောင်းဝိုင်ရဲ့အခန်းထဲကိုခိုးဝင်ပြီးတစ်ခုခုကိုလိုက်ရှာနေခဲ့တယ်။စောင်းဝိုင်ရဲ့အခန်းထဲမှာလူတစ်ယောက်ရှိနေမှရွန်းဆိုတီးလိုက်တဲ့အခါအပေါ်ထက်ကိုအမြန်ပြေးသွားခဲ့ပြီးမြဲယောင်ဂျာကအရင်ဥအောင်ထွက်သွားနိုင်ခဲ့တယ်။ရွန်းဆိုအရန်ဒေါသသွားပြီးယောင်ဂျာရဲ့မိသားစုတစ်ခုလုံးကိုအိမ်မော်ကမောင်းချလိုက်တယ်။သူတို့ကသူမရဲ့နာလန်ထမှုကိုဂုံပြူလူပါတီဝဲစုပ်ပေးတာလေးဆိုပြီးမြဲသူမအတွက်ဒါကရဲစရာကြီး။တေဆုံးသွားရဲ့လူတစ်ယောက်စီကမျက်ကြီးလွှာရထားတာဖြစ်တဲ့အတွက်ပျော်စရာအကြောင်းမရှိဘူးလို့ရွန်းဆိုကတွေးနေတယ်။နီနာကသူမအပေါ်စိုးရိမ်ကြောင်းပြပေးမယ်ရွန်းဆိုကတော့နီနာကသူမရဲ့နေရာကိုပြန်လူယူမှစိုးရိမ်နေတာပဲလို့ထင်နေတယ်။ဒါကြောင့်မထင်မှတ်တာတွေမထိခင်အမြန်ထွက်သွားဖို့ပြောလိုက်တယ်။ဒန်ကတော့ရွန်းဆိုအနေနဲ့မိသားစုအပေါ်ဒီလောက်ထိမရိုင်းပြစင်တော့ဦးလို့ယူဆတယ်။ဒါပေမဲ့ရွန်းဆိုကတော့ဒန်ဟာဘာမှမတိဝင်ပြောနေတဲ့အတွက်ပိုစိတ်တိုးသွားတယ်။အဲ့ဒီကနေသူတို့ပြင်းထန်တဲ့စကားများပြီးအထင်အရှင်တယောက်ကိုကိတ်မုံနဲ့ပေါက်ပြီးစပင်တွေဆွဲကြတဲ့အထိဖြစ်သွားကြတယ်။နောက်ဆုံးမှာတော့ဒန်ဟာရွန်းဆိုရဲ့ဒေါသကိုအရှုံးပေးပြီးထွက်လာခဲ့တယ်။အဲ့ဒီနောက်ယူမီစီကဖုံးလာပြီးအတူတူတောက်ကြဖို့ဖိတ်ခေါ်ခဲ့တယ်။ရွန်းဆိုကဒန်စီကိုဖုံးဆက်ဖို့ပြင်ဆင်နေစမှာပဲခြံသေးကိုတန်ပြန်ဝင်လာတာကိုတွေ့လာရတယ်။